ငွေကိုအမြတ်ဆုံးနည်းနဲ့ချက်မယ်အရင်ဆုံးငမြေချင်းလေးကိုဂျင်းကြက်သွန်ပြူလေးနဲ့ပြုတ်ထားလိုက်မယ်ဒီနေ့ဟင်းပွဲအတွက်အချိန်အကြာဆုံးကတော့9ရိုးနှွင်တာတစ်ခုပါပဲဒီနေ့အတွက်အစင်းရဲ့ရည်ရွယ်ချက်ကတော့ဟင်းချက်ချိန်မကြဘဲနဲ့ဟင်းတစ်ခွက်အမြန်ပြီးဖို့ပါနေသိမကောင်းလို့ကိုရီလက်တွေမတည့်ချင်တာနဲ့အမြန်ဆုံးနည်းကိုပဲရွေးလိုက်ပါတယ်9ရိုးနှင်တာကအချိန်ကြာတာမို့လို့ relax ဖြစ်စေတဲ့သချင်းလေးဖွင့်ထားလိုက်တယ်အစားတောက်ချက်နေတဲ့မြင်ကွင်းလေးလည်းပါတာဆိုတော့ချက်ရမှာပြင်းတဲ့နေ့ဆိုရင်အဖော်ရနေရောပေါ့ပဲစီလေးထည့်ပြီးတော့ချင်းလေးကိုစီတက်မယ်အမှန်ကစပလင်လေးပါစီတက်ရမှာပါတားဖေဖေကအနံ့ပြင်းရင်မကြိုက်လို့မထည့်တော့ဘူးအင်ရှင်မတို့ကတော့ကြိုက်ရင်ထည့်ပါတွင်ထားတဲ့ငါးတွေကိုထည့်ပြီးရတာတူဟင်းချက်အမှုံလေးကိုဖောက်ထည့်လိုက်တယ်သမအောင်မှွေမယ်ဒါဆိုရင်ငါးမှွေပြီးပါပြီအလောက်ကပြန်လာတဲ့တားဖေဖေကတချင်းနဲ့ဖြောပြနေတာလေဟင်းချက်ရင်းနဲ့နားဆင်ရလေးလေးရှင်ကျက်သွန်ဖြူမိခွာရဲ့အဆင့်နဲ့စီတက်တဲ့အဆင့်ကိုကြော်လိုက်တော့နည်းနည်းဆက်ဆက်နဲ့ကျက်သွားတာပေါ့နော်။တစ်ခါတလေကိုရီလက်တွေမတည်ချင်းနေမကောင်းဖြစ်တဲ့အခါဆွင်ကတော့ချက်လန်းနီးလေးနဲ့ပဲအမြင်ချက်လိုက်တယ်။အိမ်ရှင်မတို့လည်းပင်ပန်းနေနေကြရင်အခုလိုနာနာနေနေလေးချက်နိုင်မှုအတွက်ဒီဗီဒီယိုလေးကိုတင်ပေးဖြစ်တာပါ။စီတက်နိုင်နဲ့ဟင်းကိုစိတ်ရှည်လက်ရှည်ချက်ချင်တဲ့နေ့လည်းရှိသလိုအခုလိုအပြင်းတက်တဲ့နေ့လည်းရှိပါတယ်။ဘိုက်စားလာတာနဲ့ဟင်းအတွဲဆက်တောင်မတွေးနိုင်တော့ဘူးစားလိုက်တော့မယ်နော်အဆုံးလေးကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကနေပြီးတော့အိမ်ရှင်မတို့လည်းအကျိုးတစ်ခုခုရှိဖို့မျှော်လင့်ပါတယ်နော်